လာပါဒီနေ့ကတော့ဆန်းချောင်းကျွတ်တော်လန်ပွဲစီလေးကိုဝန်ဒီခေါ်ရမှာပဲဖြစ်ပါတယ်လိုက်ခစ်ကြပါဦးနော်တတိယနေ့ဆိုတော့လေအရန်လူရအရန်စီတာဆိုင်နေကတော့မျိုးစုံပဲပေါ့နော်အဲ့ဒီအယုတ်ဆိုင်နေအင်ကြီးဆိုင်နေမုတ်ဆိုင်နေအစုံပဲဒါလေးကတော့ခဏကောကြော်ပဲဖြစ်ပါတယ်ဝန်ဒီတို့မွေငါပူပူလေးလေးစားခဲ့ပါသေးတယ်ဒါလေးကတော့မုတ်ပြတလက်လေးလုံနေတာပေါ့နော်ဒီဆိုင်လေးမှာတော့ဘုရားကျော်တော့စမှုစာတော့ကိုရနိုင်ပါတယ်ဒါလေးကတော့ဝတ်သားတို့ဆိုင်လေးပါဒါတော့ဝန်ဒီအကြိုက်ဆုံးနေရာလေးပဲဖြစ်ပါတယ်ဦးရီခွက်တီပေါ့နော်ဝန်ဒီငုံကြော်တော့မစားဖြစ်ခဲ့ဘူးပေါ့နော်လူတွေကလည်းအရန်ကြက်နေတော့နားတော့ငကတိလက်စွပ်တွေလက်ကောက်တွေရောင်းနေနေရပါတော့ဒါကတော့ဝန်ဒီအဖွာအကြိုက်ဆုံးနေရာပါဒီမုတ်လီကတော့ဝန်ဒီအကြိုက်ဆုံးမုတ်လီဖြစ်ပါတယ်အဘက်ဒီပြောရေခါလူတာကော်ဖီဟေးစတော်ဘယ်ရီဒီပြောဒီဆိုင်လေးမှာတော့ကော်ပြန်ကြော်ရေကော်ပြတ်ဆန်လေးကိုရမ်းပါတယ်ဒါလေးကတော့အမေသားကြော်ပါသူစီမှာဆိုရင်တော့အချိုနဲ့အဆက်လေးရှိပါတယ်ဒါကတော့ခွန်းထော်တွေရောင်းနေနေရပေါ့နော်ဒါကတော့ဝန်ဒီပထမရက်ထဲကစားတယ်မုတ်လေးပါကဒီနေ့မှာတော့ဝန်ဒီအဲ့ဒီမုတ်လေးကိုထပ်စားခဲ့ပါသေးတယ်ဝန်ဒီတို့အဲ့ဒီမှာလူတွေတူးကြိတ်ပြီးတော့လေသွားခဲ့ရပါတယ်โอเคဒါလေးကတော့စီးချင်မိမဲ့လေစီးလို့မရတော့တဲ့နေရာလေးပါလို့ဒီမုတ်လေးမှာအုံနုနှစ်လေးထည့်ရတာဟုတ်လို့ဝန်ဒီရမ်းကြိုက်ပါတယ်ဆိုင်ကြီးကတော့အများကြီးရှိတယ်ပေါ့နော်လူတွေကအရန်တိုးလို့ဝန်ဒီတို့ဆိုအောင်တော့မရောက်ခဲ့ရပါဘူးဒီဆိုင်လေးမှာဆိုရင်တော့အာလူကျော်တို့ရောက်ပါတယ်ဒီနေရာလေးကတော့ဝန်ဒီစီးလို့ရပြီလေမစီးရလို့မစီးခဲ့ပါဘူးဒီဟာလေးကတော့ဝန်ဒီငယ်ငယ်တုန်းကစီးခဲ့ဘူးလေရထားလေးပဲဖြစ်ပါတယ်ကဲဝန်ဒီအကုန်လုံးလဲရှောက်ပတ်ပြီးပြီဆိုတော့ဝန်ဒီရဲ့ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်ပါတော့မယ်ဘိုင်ဘိုင်